Hello နိုပါရှင်နိုဒီနေ့မှုကင်းကြောင်းရလေးပြောဖို့ case number 2လေးကိုပြောဖို့အတွက်ပြန်လာပါပြီရှင်ဒီနေ့တော့ဘာစားမလဲဆိုတော့ဒီမှာခောက်ဆွဲပြုတ်ပေါ့နော်ခောက်ဆွဲပြုတ်ကဒီမှာအမဲသားခောက်ဆွဲပြုတ်ကလေးပေါ့နော်တကယ်ကိုရှယ်ရှင်အမဲသားခောက်ဆွဲပြုတ်ကလေးကိုမှအဲ့လိုမျိုးအမဲအကျော်လေးပါထည့်ပြီးတော့ပြုတ်ထားပါရှင်အဲဒီကိုရီးယားခောက်ဆွဲကိုပြုတ်ထားပေါ့နော်ချင်းငန်းဆက်ကလေးပေါ့ပြီးတော့ကြတော့ဒီမှာဆိုတာနဲ့လက်ပိုနဲ့ပေါ့နော်အဲ့ဒါရောလေးတောက်ပါမယ်ရှင်စားရဲတောက်ရင်းနဲ့ပြောလိုက်ကြရအောင်ရှင်။နိုကဒီနေ့ပြောပြမယ်အကြောင်းအရာလေးကတော့ Richard Ramirez ဆိုတဲ့ American serial killer တမိုင်းမှာအထူးခြားဆုံးအထင်ရှားဆုံးနဲ့အကြမ်းတမ်းဆုံးလူသတ်မှုကိုကျူးလွန်ခဲ့တဲ့ Richard ရဲ့အကြောင်းပေါ့နော်။နိုကသူ့ကိုအတူကောင်းအနေနဲ့ Richard လို့ပဲခေါ်လိုက်မယ်ရှင်။သိလား။သူကဘာကြောင့်အဲ့လိုမျိုးကြမ်းတမ်းပေါ့နော်အထူးခြားဆုံးအစင်လိုက်လူသတ်သမားဖြစ်တဲ့ serial killer series တွေထဲမှာအဲ့လိုမျိုးထင်ရှားတဲ့သူဖြစ်လဲဆိုတဲ့အကြောင်းကိုတော့အသေးစိတ်ပေါ့နော်အပိုင်းလိုက်မျိုးခွဲခြားပြီးတော့ပြောပြပေးမယ်နော်သူ့ရဲ့ပေါ့နော်ဟိုအစောပိုင်းပေါ့နော်သူ့ရဲ့ဘဝအစပေါ့နော်အဲ့အကြောင်းအရာလေးကိုပြောပြမယ်နော်သူကမွေးတာကြတော့1960ခုနှစ်ဖေဖော်ဝါရီ29ရက်နေ့မှာမွေးဖွားခဲ့တဲ့အမေရိကန်နိုင်ငံရဲ့တက္ကဆက်ပြည်နယ်အယ်ပါဆိုဆိုတဲ့မြို့မှာသူကမွေးခဲ့တာပေါ့နော်သူကသူ့ရဲ့ဖခင်ပေါ့နော်သူ့ရဲ့ဖခင်ကတဲ့အရန်ကိုတဲ့ဒေါသကြီးရဲ့သူဖြစ်ပြီးတော့တဲ့ရာမီဇက်ကိုတဲ့သူငယ်စဉ်ကလေးရပေါ့နော်အရန်ကိုရိုင်းနဲ့ဆုံးမခဲ့တယ်ပေါ့နော်ဒီမှာလေးလို့ပြောချင်တာလေဒီလား serial killer အများစုကွာနို့ခွဲချမ်းစိတ်ဖြာကြရတဲ့လောက်ပေါ့နော်သူတို့ရဲ့မိဘတွေကလေဒီလားအဲ့လိုသားသမီးကိုအရန်ရိုင်းနဲ့ဆုံးမတယ်ကွာဒီလားအဲ့ဟာတွေကြောင့်လဲဟိုသူတို့ကအဲ့လိုမျိုးပေါ့နော်စိတ်တန်ရာတွေနဲ့ကြံခဲ့တာတို့ဘာတို့အဲ့လိုမျိုးတွေရဲ့အခြေခံစိတ်တွေကြောင့်ပဲစိတ်တွေကကစင့်ကလေးဖြစ်ပြီးတော့စင်ကဲဖြစ်စင်ပေါ့နော်ပြောင်းလဲသွားတယ်လို့ပဲနိုကထင်တာပေါ့နော်ဟိုနိုထင်တာဒီမှန်ကြမလည်းမှန်ပဲဒါပေမဲ့လည်းနိုကတော့ပေါ့နော်စိတ်ပညာအရာဆိုရင်ကိုကလိုက်ပြီးတော့ serial killer တွေရဲ့စိတ်ပညာကိုလေ့လာမေးခဲ့တဲ့လောက်ပေါ့နော်အဲ့လိုမျိုးလေးထင်ပါတယ်ရှင်ပြည်သက်ကြီးရောဘယ်လိုလေးထင်လဲကောင်းလိုက်တာအခုရဲ့ပိုင်းလေးသွေးအားနဲ့သလိုခံစားလို့အဲ့နဲ့အမဲသားကိုလေပြုတ်ပြီးတော့နောက်တော့ကြတော့အမဲကြောတွေပါပြုတ်ပြီးတော့ပေါ့နော်ပြုတ်ကြော်လေးလှုပ်စားမယ်ဆိုပြီးတော့နော်ပြုတ်ထားတာဒါမဲ့ဒီနေ့ညနေကျတော့ဒီမှုကင်းရိုက်မယ်ဆိုတော့အဲ့နဲ့နို့လဲစိတ်ကူးပေါက်တာနဲ့ခောက်ဆွဲလေးနဲ့ပေါ့နော်ဒီနေ့ညနေစားဖို့အတွက်ဆိုပြီးတော့ပြုတ်လိုက်တာပါရှင်စားကြပါအောင်ရှင်ကောင်းမှာဆက်တာတော်ဆက်တယ်ရှဲ့ပဲข้าวซอยปอกมาဆိုလို့စားလိုက်အောင်မယ်နော်ခဏလေးတိကျဆောင်နော်ကဲနောက်တစ်ပိုင်းအနေနဲ့နိုးဆက်ပြောပြပဲပေါ့နော်အဲ့ serial killer တွေကလေသူ့ရဲ့မိသားစုရဲ့ဆုံးမသွန်သင်မှုတွေသူ့ရဲ့မိသားစုရဲ့ဒေါသတွေချောင်းလဲစိတ်ကဲပြီးတော့ဖြစ်နိုင်တယ်လို့နိုးကတော့စိတ်ထဲမှာခံမှန်းတာပေါ့နော်နိုးကြားဘူးသမျှတော့အကြောင်းအရာတွေကိုပေါ့မူတည်ပြီးတော့ပေါ့နော်သူကတဲ့ဟိုအကျင့်စရိုက်ကပေါ့နော်သူကငငယ်တွေကသူကBNN စစ်ပွဲတွေကနေပြန်လာတဲ့သူ့ရဲ့ဝမ်းခွဲအကူစီကနေပြီးတော့တဲ့စစ်ပွဲအတွင်းမှာပေါ့နော်စော်ကားတစ်ဖြတ်ခဲ့ရတဲ့ခံခဲ့ရတဲ့ပုံတွေကိုတဲ့လေးလာကြည့်ရှုပြီးတော့တဲ့မိုးရေစေးပါတုံးဆွဲခြင်းလို့တခိုးလှုပ်ခြင်းလို့တဲ့သူ့ရဲ့ငင်းစင်ကလေးကစပြီးတော့တဲ့လှုပ်ဆောင်ခဲ့ပေါ့နော်သူကပြီးတော့ကြတော့တဲ့သူ့ကိုနောက်နာမည်တစ်မျိုးအနေနဲ့လဲအမေရိကမှာသူ့ nice
nice stalker ဆိုပြီးတော့ခေါ်တယ်ရှင်သိလားသူကအဲ့ဒါဘာလဲဆိုတော့တဲ့ဒီ Rami Z ကတဲ့အရင်ဆုံးပေါ့နော်1984ခုနှစ်ကနေပြီးတော့1985ခုနှစ်အတွင်းမှာတဲ့ကယ်လီဖိုးနီးယားပြည်နယ်မှာပေါ့နော်အကြမ်းဖက်မှုများကိုစတင်ပြီးတော့ကျူးလွန်ခဲ့တယ်ပေါ့နော်ကဲဒီနေရာလေးမှာRichard ရဲ့ပေါ့နော်သူ Night Stalker ဆိုတဲ့နာမည်လေးကိုရလာခဲ့တဲ့ဥစ္စာလေးကိုအရင်ဆုံးလို့ပြောပြပေးမယ်ပေါ့နော်သူကအဲ့လိုမျိုးသူ့ကိုပေါ့နော်အမေရိကမှာပေါ့နော်သူ့ကို Night Stalker ဆိုပြီးတော့နာမည်တစ်ခုထပ်ပြီးတော့ပေးထားရပေါ့နော် Richard ကိုသူကဘာလို့အဲ့လိုမျိုးပေးလဲဆိုတော့တဲ့သူကသူ့ရဲ့ကျူးလွန်တဲ့ပုံစံပေါ့နော်သူကတဲ့ညအချိန်နေဆိုလို့ရှိရင်တဲ့အိမ်တကားတွေကိုတဲ့အိမ်တကားပေါက်ကနေပရင်းပေါက်ကနေတဆင့်အိမ်ထဲကိုဝင်ရောက်တယ်ပြီးလို့ရှိရင်အိပ်ပျော်နေတဲ့သူများကိုသူကအငိုက်ဖက်ပြီးတော့အဲ့လိုမျိုးပေါ့နော်တက်ဖြတ်တယ်ဓမြတိုက်တယ်နောက်တော့နေပိုင်းဆိုင်ရာစော်ကားခြင်းတွေအဲ့ဒါတွေကိုလုံးဝရဲဆက်ဆက်ကိုလုပ်ခဲ့ရတယ်မလေးကြောက်စရာကြီးအသေးအောင်ရတယ်သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့တဲ့သူကတက်ဖြတ်တဲ့နေရာမှာသူကလေစေတန်ရဲ့သင်္ကေတဖြစ်တယ်တဲ့ပန်တဂရမ်ကိုတဲ့ရေးဆွဲထားလေးရှိပြီးတော့တဲ့တိတ်ဆုံးသူများကိုလေစေတန်ဝါဒအကြောင်းကိုတဲ့ပြောဆိုခိုင်းခြင်းနဲ့ပြီးတော့ကြတော့သူ့ရဲ့အဲ့ဒီသင်္ကေတကိုပေါ့နော်ကိုးကွယ်ခိုင်းခြင်းတွေကိုတဲ့ပြုတ်လုပ်တယ်တဲ့သူကအရန်ကိုအဲ့လိုမျိုးသူ့ကိုယ်သူစာတန်လို့ပဲထင်နေရလားမသိဘူးနည်းနည်းတော့နော် psychopath ကြီးနော်နည်းနည်း serial killer လည်းဖြစ်တာမှလို့ तू ကအဲ့လိုပေါ့သူ့ရဲ့စိတ်ထဲမှာတော်တော်ကိုလေ psychopath ပုံစံမျိုးဖြစ်နေပုံရပါတယ်ပုံစံကြီးက तू အဲ့လိုမျိုးစေတန်ကိုအရန်ဆွဲလန်းပြီးတော့သူ့ကိုယ်သူစေတန်လို့ပဲသတ်မှတ်ထားတာလားဖားလားအဲ့လိုမျိုးမသိဘူးပေါ့နော်သူ့ရဲ့ပြင်ပပေါ့နော်ပြင်ပအများဆုံးထားတဲ့သူတွေအားတဲ့ तू အသက်အရွယ်ကြားမှမရွေးပေါ့နော်လုံးဝကိုအဲ့လိုမျိုးမရွေးဘူးခလင်းငယ်တွေရောတက်ကြီးရွယ်အိုတွေရောအကုန်လုံးပါတယ်ရှင်သိလားစီရီကိန်းလည်းအများဆုံးอ่ะကွာသိလားများသောအဖြစ်ကသူကတဆောရောက်တယ်ကွာသိလားတချို့တွေဆိုအမျိုးသမီးတွေကိုပဲတတ်တယ်တချို့တွေဆိုလို့ရှိရင်အဲ့လိုမျိုးယောက်ျားလေးတွေကိုပဲတတ်တယ်တချို့တွေဆိုလို့ရှိရင်ခလင်းငယ်လေးတွေကိုပဲသူတို့ target ထားတယ်ဒါမဲ့ဒီတယောက်ကနော်လုံးဝလူမျိုးမရွေးဘူးလူမျိုးမရွေးဘာသာမရွေးအကုန်လုံးကိုသူတတ်ချင်နော်အခု Richard ရဲ့အကြောင်းပေါ့နော်သူဘယ်လိုဖမ်းမိလဲဆိုတဲ့ဟာလေးကိုပြောပြပေးမယ်ပေါ့နော်သူကဘယ်လိုမျိုးသူ့ကိုဖမ်းမိခဲ့လဲဆိုတော့ဖမ်းဆီးရရှိတဲ့ပုံစံကအရန်ကိုရုပ်ရှင်ဆန်ပြီးတော့ထူးကြရပေါ့နော်သူ့ကိုရဲတွေကဖမ်းမိခဲ့တာမဟုတ်ဘူးပတ်ဝန်းကျင်ပေါ့နော်ဘေးပတ်ဝန်းကျင်ဒေသခံပြည်သူတွေကနေပြီးတော့ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ပုံစံမျိုးဖြစ်ပါတယ်ရှင်ဘာလို့ကဲRichard ကိုဘယ်လိုမျိုးဖမ်းမိခဲ့လဲဆိုတဲ့ဟာကိုပြောပြပေးပါမယ်ရှင်Richard ကသူကဘယ်လိုဖမ်းမိခဲ့လဲဆိုတော့သူ့ကိုဖမ်းမိရရဲတပ်ဖွဲ့ဝင်တွေမဟုတ်ဘူးရှင်တိလားဒေသခံပြည်သူတွေကနေပြီးတော့တတိထားမိပြီးတော့ပူပေါင်းဖမ်းလိုက်ကြတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖမ်းမိခဲ့ရပါရှင်သူကသူ့ရဲ့နောက်ဆုံးလူတက်မှုဖြစ်တဲ့ August လမှာသူကလူတက်ခဲ့ပြီးတော့ကြတော့သူ့လူတက်မှုကျူးလွန်ခဲ့တဲ့အခင်းဖြစ်ပွားရာနေရာမှာလူတယောက်ကနေပြီးတော့တန်တရားဖြစ်ပွဲကောင်းတဲ့ station wagon ပေါ့နော်အဲ့ဒီကားတစ်စီးကိုသူက license နံပါတ်ကိုမှတ်သားထားပြီးတော့တဲ့ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ရပေါ့နော်အဲ့ဒီအချိန်မှာရဲတပ်ဖွဲ့ကနေပြီးတော့အဲ့ကားထဲမှာလက်ဝေရာရှာလိုက်တာပေါ့ကွာအဲ့လိုက်လံပြီးတော့ရှာဖွေလိုက်တဲ့အခါမှာတကယ်ကိုတေချာရေးရတဲ့လက်ဝေရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ရပေါ့နော်သူကအဲ့ဒီကားကိုတဲ့ Los Angeles ရဲ့စင်ချေပုံရက်ကွက်တစ်ခုမှာစွန့်ပစ်ထားတာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကြတော့အဲ့လက်ဝေရာကိုရဲတွေကရှာတွေ့သွားရောတွေ့သွားရဲတွေကနေပြီးတော့သူတို့ရဲ့ဒီပေါ့နော်လက်ဝေရာတွေကိုတင်စီထားတဲ့လူစိုးလူမိုက်တွေရဲ့ပေါ့နော်လက်ဝေရာတွေကိုတင်စီထားတဲ့ကွန်ပျူတာထဲမှာ scan ဖတ်လဲဖတ်ကြည့်လိုက်ကော Richard ဖြစ်နေရော Richard ကအဲ့အချိန်မှာအသက်25နှစ်ပဲရှိသေးတယ်ဒါမှ25နှစ်မှာသူကအမှုပေါင်းပြောင်ပြောင်စားကျူးလွန်ပြီးသွားပြီပေါ့နော်ပြီးတော့ကြတော့သူ့ရဲ့အရင်တည်းကလည်းရှိခဲ့တဲ့ခိုးမှုတို့မွေးစေဝါအမှုတို့ဘာတို့နဲ့ရဲကခဏဖမ်းမိရဖြစ်တဲ့အတွက်ကိုရဲတွေကနေပြီးတော့သူ့ကိုအဲ့လိုမျိုးဒီမှတ်တမ်းရဲမှတ်တမ်းဖွင့်ထားပြီးသားပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလက်ဝေရာ Richard ဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပေါ့နော်အဲ့ဒီမှာရဲရ Richard ကိုဖမ်းလိုက်ပြီးတော့သူ့ကိုဒီအမှုတွေအတွက်ဆိုပြီးတော့ဖမ်းဆီးပြီးတော့သူ့ကိုတရားရင်ဆိုင်ရတယ်ပေါ့နော်သူကလေတိလာဖမ်းဆီးခံရပုံလေးရလဲလေဘာဖြစ်ထူးခြားရပေါ့နော်ရဲတွေကမရှာတွေ့ခဲ့ဘူးပေါ့နော်အဲ့မှာပြည်သူလူထုတွေကနေပြီးတော့သူ့ကိုဗာလဲ Richard ရဲတွေကနေပြီးတော့ Richard ရဲ့ဒီလက်ဝေရာကိုဖော်ထုတ်တွေ့ရှိသွားတော့ဒီလူဟာ Richard ပါဆိုတဲ့ဟာမျိုးသူကရဲတွေကနေပြီးတော့ TV တို့ဘာတို့ကနေ program တွေကနေ announce လုပ်လိုက်ကြတယ်ကွာတိလာဒီလိုတွေ့ရဆိုလို့ရှိရင်ဖန်ဝရန်ထုတ်လိုက်တာပေါ့ကွာအဲ့မှာဖန်ဝရန်ထုတ်လိုက်တဲ့အခါမှာအဲ့ TV တို့ radio ကနေအဲ့လိုမျိုးထုတ်လွှင့်ပြီးတော့ပြော
တဲ့အချိန်မှာသူ့ရဲ့ဒီဘေးပတ်ဝန်းကျင်ကပြည်သူလူထုကနေပဲသတိထားမိရပေါ့နော်သူကလည်းအဲ့ဒီသူ့ကိုဖမ်းဝရမ်းထုတ်ထားတယ်လို့ဘာလို့ညာလို့ဆိုတာသူကလည်း TV မကြည့်ဘူးနေမှာပေါ့နော်မသိဘူးပေါ့နော်မသိတော့ကြတော့သူကအဲ့ဒီ August လ31ရက်နေ့မှာတဲ့သူကမနက်ပိုင်းမှာသူက bus ကားနဲ့ပေါ့ Los Angeles မြို့ကိုသူကပြန်ရောက်လာတဲ့အချိန်မှာပထမဆုံးသူကသတိထားမိရကြတော့ bus ကားက store ဆိုင်ရပေါ့နော်အဲ့ဒီကလူချိုးကနေပြီးတော့သူ့ကိုသတင်းစာမျက်နှာဖုံးကပုံနေတဲ့သူတို့ကသတင်းစာဖတ်ရင်းနဲ့ကြည့်လိုက်ရောဟာဒီလူမလားပေါ့သူတို့ကဘေးကနေကွက်ကြည့်နေကြည့်နေတာပေါ့ကြည့်ပြီးတော့ဟာဒီလူထင်တယ်ပေါ့သတင်းစာထဲမှာပါတယ်အရန်ဆိုးရတဲ့လူတက်မှုမရင်းကောင်ဆိုပြီးတော့အဲ့ဒီမှာနဲ့အဲ့လူတွေကလုံးဝကိုတိုက်ဆိုင်စစ်ဆေးလိုက်ပြီးတော့အဲ့ပုံနဲ့တိုက်ဆိုင်စစ်ဆေးပြီးအရန်ကိုထိတ်လန့်ပြီးတော့လမ်းမဘောခုံလုံးပြေးထွက်တာလေတိလားဘာလို့ဆိုတော့အရန်ဆိုးရွားရယ်ကွာတိလားသူလုပ်ခဲ့တဲ့ပြစ်မှုတွေကလည်းတအားများတာဖြစ်တဲ့အတွက်ကိုအဲ့လိုမျိုးလူတိုင်းရကွာသူ့အမြင်ကိုယွန်းရှာပြီးတော့ကြောက်ရွံ့နေလို့အဲ့လိုဖြစ်တာကွာတိလားအဲ့ဟာနဲ့တဲ့ तू ကပြီးလဲပြီးတော့နောက်တော့ကားကိုပေါ့နော် तू ကအဲ့ဒါတော့မှဒီကောင်းမသိသေးဘူးတိလား तू ကကားကိုခိုးဖို့စူးစမ်းသေးတယ်အဲ့မှာတဲ့နောက်တော့ကျလမ်းမပေါ်မှာ तू ကအမျိုးသမီးတဦးကတဲ့ကားကိုပေါ့နော်အမျိုးသမီးတဦးစီးထားတဲ့ကားပေါ့နော်အဲ့ကားကို तू ကမောင်းပြီးတော့အဲ့လိုမျိုးပေါ့နော်မောင်းပြဖို့စူးစမ်းသေးတာပေါ့လူပြီးတော့ပေါ့နော်ဒါမဲ့တဲ့အမျိုးသမီးကလည်းလုံးဝကိုမရဘူးပေါ့နော်ပြင်းထန်တာသိရမလားပြန်ပြီးတော့ခုခံကာကွယ်ခဲ့တယ်တဲ့အဲ့ဒါနဲ့ပဲအဲ့မျိုးသမီးကားကိုခုခံကာကွယ်ခဲ့လို့အဲ့မျိုးသမီးကားကို तू ကလူလို့မရအောင်နောက်ကားတော့တီးကိုထပ်ပြီးတော့လူကိုကြိုးပမ်းပြန်ရောတဲ့တိလားအဲ့မှာတဲ့လူတွေအကုန်လုံးကတဲ့အုံကြွလာပြီးရောတဲ့အဲ့မှာတဲ့ဗာလဲအကုန်လုံးကဝိုင်းပြီးတော့ပါကွာစူယုံရောက်လာပြီးတော့အဲ့နာမှာစိတ်ကစားလူသက်သမားမန်းကိုချက်ချင်းပဲတိတ်သွားပြီးတော့ကွာလူတွေအကုန်လုံးကအွန်လိုက်ကျင်းလိုက်ဝိုင်းပြီးရောတဲ့သူ့ကိုဖမ်းဆီးလိုက်ရတယ်တော့အဲ့ဒီမှာပေါ့နော်အကုန်လုံးကတန်ထုတ်တေးနဲ့သိရမလားဗာလဲအဲ့လိုမျိုးပေါ့နော် baseball ထုတ်တေးနဲ့အကုန်လုံးဒေါသတကြီးနဲ့အဲ့လူမှန်တိလဲတိရောလူအုပ်ကြီးကအဲ့လိုမျိုးအုံကြွလာပြီးတော့အတင်းကိုသူ့ကိုရိုက်နှက်ပြီးတော့လူပေါင်းများစွာဝိုင်းပြီးတော့ရက်ွက်တွေကအလူများစွာနေပြီးတော့ဝိုင်းပြီးတော့ဖမ်းဆီးခဲ့ရတယ်တော့တိလားမလီဆိုးရွားလိုက်တာပြောမနေနဲ့တင်းကနော်25နှစ်ဆိုပေမဲ့တိလားဂျိုးနဲ့တိလား तू ကတော်တော်ဂျိုးကြွားတဲ့ကောင်လေးလားပြောရမယ်ဆိုလို့ရှိရင် तू ကသူ့ကိုယ်သူစေတန်ဆိုပြီးတော့အဲ့လိုမျိုးထင်နေရထင်ပါတယ်ဆိုးရယ်နော်အဲ့လိုမျိုးပြောမှဆိုလဲ serial killer အများစုကလည်းသိရမလားသူတို့ကိုသူတို့အထင်တလုံးနဲ့အဲ့လိုမျိုးအထင်ကြီးပြီးတော့လူသက်ချင်ဖြတ်ချင်စိတ်ရှိတဲ့သူတွေများတာပေါ့နော်ဒါမဲ့ဒီထဲမှာအစိုးရဆုံးကဘာဖြစ်နေလဲဆိုတော့ဒီ Richard ကကြတော့သူကသူ့ရဲ့ပြစ်မှတ်ကကွာသိလားဘာမှရှိမနေဘူးသူကလူတိုင်းကိုသူကတတ်ချင်တယ်ပြောရမယ်ဆိုလို့ရှိရင်သူ့မှာကအဲ့လိုအကြောင်းအရာမရွေးဘူးအချိန်မရွေးဘူးနေရာမရွေးဘူးလူမျိုးမရွေးဘူးအဲ့လိုပုံစံမျိုးနဲ့ကို तू ကဘသူနေနေ तू တတ်ချင်နေတာအဲ့ဒီစိတ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေဘာလို့ဆိုတော့သူ့ကို तू စေတန်လို့ထင်နေရအောင်ထင်တော့ तू ကလူတိုင်းကိုဘာအကြောင်းနဲ့မှမဟုတ်ဘူးဒါပေမဲ့လူတိုင်းကိုတတ်ချင်တယ်ဖြတ်စည်းချင်တယ်အဲ့လိုပုံစံမျိုးပေါ့နော်စေတန်အယူဝါဒလိုမျိုးပေါ့နော်မလီဆိုးတာတကူကတော့တိလား तू ကဘလို့ရှိသေးလဲဆိုတော့တော်ဆိုးရတဲ့ကောင်နော်အဲ့ဒီဗာလဲတရားသူကြီးဗာတွေကသူ့ကိုလေအဲ့လိုမျိုးရုံးတင်စစ်ဆေးရောရုံးတင်လည်းစစ်ဆေးရောအမဲ तू ကတဲ့မတရားရုံးမှာဆိုလို့ရှိရင်တဲ့ तू ကအဲ့လိုမျိုးစေတန်ရဲ့အယူဝါဒတွေကိုတဲ့ထပြီးရောတဲ့ तू ကတဲ့အဲ့လိုမျိုးတဲ့အယူဝါဒတွေကိုတဲ့ပြောတာတို့ပြီးတော့ကြတော့တဲ့ तू ဘာတွေနောက်လုပ်သေးလဲဆိုတော့ဒီစေတန်ရဲ့ပေါ့နော်အဲ့လိုမျိုးဗာလဲអော်တဲ့အတန်ပေါ့နော်ဟာအဲ့လိုဟာတွေရောထអော်တာတဲ့ပြီးတော့ तू ရဲတွေရောတဲ့မထီတထီကြည်တာတို့တဲ့ तू တရားသူကြီးကိုစိန်ခေါ်တဲ့အကြည့်နဲ့ကြည်တာတို့အဲ့လိုတွေလုပ်သေးတာရှင်အော်လိုက်တာဆိုတာတိလားတော်ဆိုးတဲ့ Richard သူ့ကိုဖမ်းဆီးရမိရဲ့အချိန်မှာတော့ရုံးနေစစ်ဆေးလိုက်တဲ့အခါမှာသူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေရတယ်လူသက်မှုက73ခုပြီးတော့ကြတော့လူသက်ဖို့ကြံစီမှုက9မှုနေမိုင်းဆိုင်ရာစော်ကားမှုက17မှုနဲ့အိမ်ဖောက်ထွင်းမှုတွေကကြတော့အားလုံးပေါင်း14မှုမလီနဲ့တော့မဟုတ်နော်သူ့ကိုရုံးနေစစ်ဆေးပြီးတော့ပြစ်မှုတင်ရှားတာဖြစ်တဲ့အတွက်ကိုဗာလဲဒီတေးတံပေါ့နော်တေးတံပေးချလိုက်တယ်ကွာတေးတံပေးချလိုက်တယ်ဆိုပေမဲ့လည်းအဲ့လိုမျိုးသူတို့တွေကတေးတံပေးထားတဲ့လူတွေဆိုလို့ရှိရင်လည်းသူကချစ်ချင်းမသက်ဘူးလေတိလားထောင်ထဲမှာပဲထားသေးတာကိုထောင်ထဲမှာပဲထားသေးတော့ကြာ तू ကအဲ့ဒီတေးတံနဲ့တည်သွားတာတော့မဟုတ်ဘူးပေါ့နော် तू ဆုံးသွားတဲ့ပုံစံကကြာတော့ तू ကအဲ့လိုမျိုးထောင်ထဲမှာပဲအဲ့လိုမျိုးယောဂါနဲ့ပဲဆုံးသွားတာပေါ့နော် तू ကအဲ့ဒီဘာဘယ်တော့မှဆုံးတာလဲဆိုတော့1989မှာသူ့ကိုတေးတံစီရင်ချက်ချလိုက်တယ်ပေါ့နော်85မှာဖမ်းမိပြီးတော့89မှာတေးတံစီရင်ချက်ချလိုက်တယ်သူကအယူခံဝင်မှုအစင်းစင်းကြောင့်သူကတေးတံမပေးရသေးခင်အချိန်မှာပေါ့နော်အယူခံဝင်နိုင်သေးတာကိုအဲ့တော့အယူခံဝင်နိုင်တဲ့အစင်းစင်း process တွေနဲ့ကြောင့်မလို့သူ့ကိုတေးတံမပေးရသေးပဲနဲ့ထောင်ထဲမှာပဲထားတာ2013ဇွန်လ9ရက်နေ့မှာ तू ကအဲ့လိုမျိုးသွေးကင်ဆာယောဂနဲ့ထောင်ထဲမှာပဲကွယ်လွန်သွားတယ်ကြည့်အောင်အဲ့လိုမျိုးပေါ့နော်မသေးပဲနဲ့သွေးကင်ဆာနဲ့တော့ယောဂါရောခံစားပြီးတေးလိုက်ရမှာပေါ့ဟဲ့တည်ရမလားအဲ့လိုမျိုးဆိုတော့လဲ
မစိုးပါဘူးတည်မှာသူ့အကျိုးပေးပေါ့တည်လားဒါဒီဟာကတော့နိုပြောပြချင်ခဲ့တဲ့ Night Stalker လို့နာမည်ကြီးတဲ့American က serial killer တယောက်ရဲ့အကြောင်းပေါ့နော်ဘာဖြစ်လို့ဒါလေးကိုရွေးပြီးတော့ပြောရလဲဆိုတော့သူကလုံးဝကွာတည်လားအမျိုးသမီးတွေကိုပြစ်မှတ်ထားတာမျိုးပို့ပြီးတော့အဲ့လိုမျိုးဟိုများတယ်ပေါ့ကွာသူတက်သွားတဲ့အထက်မှာတော့တည်လားအမျိုးသမီးအများစုဖြစ်တာပေါ့နော်ဒါမဲ့သူကအချိန်မရွေးနေရမရွေးဘူးတည်ရမလားလူတိုင်းကိုလည်းသူတက်ချင်တယ်ခက်လေးလည်းမရွေးဘူးတက်ကြီးရွယ်ကိုလည်းမရွေးဘူးအဲ့လိုမျိုးလည်းဖြစ်တယ်ပြီးတော့ကြတော့ဒီ1985မှာအဲ့လိုနှုတ်မွေးခဲ့တဲ့ခုနှစ်မှာအဲ့လိုမျိုးဖမ်းမိခဲ့တဲ့ serial killer တယောက်မလို့နှုတ်ကကိုကဖမ်းမိရဲ့ထဲကနေပြီးတော့အမှတ်တရရှိနေရပေါ့ကွာဒီ Richard ရဲ့အကြောင်းအဲ့အကြောင်းလည်းပြောပြချင်ခဲ့ရလဲပါတယ်ပြီးတော့ကြတော့အဲ့လိုမျိုးဒီလိုမျိုးပေါ့နော်serial killer တယောက်ကကြတော့ဘာမှကိုအဲ့လိုမျိုးခံမှန်းထားလို့မရတာဖြစ်တဲ့အတွက်ကိုအချိန်မရွေးနေရမျိုးမှာအဲ့လိုမျိုးပရိသတ်ကလည်းသွားလာတာဂယုဆိုင်စေချင်ပါတယ်ပြီးတော့ကြတော့အချိန်မရွေးကို main ကလေးတယောက်အပြင်ထွက်မယ်ဆိုလို့ရှိရင်လည်းကိုအတွက်ပေါ့နော်ဆောင်ရန်ရှောင်ရန်လေးတွေပြီးတော့ကြတော့pepper spray တို့ဘာတို့ကအစားအဲ့လိုမျိုးဖျန်းမိုးတွေကအစားအကုန်လုံးကိုကတည်ရမလားဂယုတစ်ဆိုင်ပြင်ဆင်ပြီးတော့မှသွားဖို့အတွက်ကိုနိုကနေပြီးတော့ဒါပြောပြချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာတည်ရမလားလူဆိုးတွေကလည်းတည်ရမလားဘယ်နေရာဘယ်အချိန်ဘယ်ကာလမှာဆိုတာမသိနိုင်ဘူးလေသိရမလားအဲ့တော့ကြတော့သွားရလာတာပရိသတ်ကြီးနေနဲ့တတိရှိပြီးတော့ကျန်းကျန်းမာမာချမ်းချမ်းတတာနဲ့အဲ့လိုမျိုးလူရဆန္ဒတွေလည်းပြည့်စုံစေဖို့အတွက်ကိုနိုကနေပြီးတော့ဒါတတိလေးပြီးတဲ့အနေနဲ့ဒီ Night Stalker ဆိုတဲ့လူအကြောင်းပေါ့နော်ညာဘက်ထွက်လို့ရှင်တတိထားဖို့ဆိုတဲ့အကြောင်းလေးကိုပြောပြပေးတာဖြစ်ပါတယ်ရှင်ဒီလူကတော့နောက်တော့သူ့ရဲ့ဆန်းကလည်းရှိသေးရဲ့နော်ဒီလူကတဲ့အဲ့ဒီလုံးဝကိုကွာတိလာသူ့ရဲ့ဒီစေတံကိုကိုယ်ွယ်ယုံကြည်တဲ့သူဖြစ်ပြီးတော့ပေါ့နော်သူကတကယ်အခင်းဖြစ်ပွားတဲ့နေရာတွေမှာအနေရနေမှာဆိုလို့ရှိရင်တဲ့မှာစေတံ size လေးတည်ရမလားအဲ့လိုမျိုး9000ကျယ်ကွာတိလာ pentagram ဆိုတဲ့တင်ကေတာအဲ့ဒါတွေလည်းသူရေးဆွဲတယ်ပြီးတော့ကြတော့သူ့ရဲ့သားကောင်အချို့ကိုလည်းတဲ့ဗာလဲစေတံကိုကိုယ်ွယ်ပါတယ်ယုံကြည်ပါတယ်ဆိုပြီးတော့တဲ့အတင်းချက်ကိုမတက်ခင်ပါတယ်သူကပြောခိုင်းနေရတယ်တော့တိလာအဲ့လိုမျိုးတဲ့အန်အောလိုက်တာဆိုတာအဲ့ဒါတော့เนาะတိလာမလေးတချို့ကြတော့လဲเนาะရန်ကိုကွာတိလာသူ့ကိုဖမ်းမိတဲ့အချိန်မှာသူကကဘာလောကကြီးမှာအရင်ကနာမည်ကြီးွားပြီးတော့တချို့ဆိုလို့ရှိရင်အမလေးသူ့ရဲ့ပရိသတ်တွေတောင်ထွက်ပေါ်လာသေးရဲ့တိလာ main ကလေးတွေတချို့ main ကလေးတွေရတဲ့အဲ့လိုမျိုးသူ့ကိုတဲ့အမလေးဖြစ်ပြီးတော့တဲ့အမဖြစ်ပြီးတော့ပေါ့နော်အမလေးထောင်သွင်းတဲ့စာရွာကြီးပို့ပြီးတော့တဲ့သူ့ကိုတောင်မှပဲအားပေးပါတယ်လို့ဘာလို့လုပ်သေးရဲ့အော်ဒုက္ခပဲတိလာ serial killer မှာလဲ fan နဲ့နော်တိလာယူအောင်သွားအောင်မှတိလာတခါတလေကြာရင်လောကကြီးကလည်းလေစမ်းပြလိုက်တာပြောမနေနဲ့ဒီလို serial killer လူတက်ကောင်တောင်မှပဲ fan လုပ်ချင်တဲ့ main ကလေးတွေကလည်းတရှိရတော့တိလာအန်အောတယ်တကယ်ပဲမောတာပြောရတာကဲအခုဆိုလို့ရှိရင်တော့နိုအားစားတာလည်းပြီးသွားပြီးဒီအကြောင်းပြောရလဲပြီးသွားတာဖြစ်တဲ့အတွက်ကိုနောက်ထပ်ဗီဒီယိုအသစ်တွေနဲ့အတူတူစိတ်ဝင်စားပွဲအကြောင်းအရာလေးနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်စောင့်မျှော်ကြည့်ရှုကြပါအောင်ပရိသတ်ကြီးအကုန်လုံးသွားလေရလာလေရခလုံးမထီစုမကြီးပဲနဲ့ဘေးရန်နဲ့အပေါင်းမှာကင်းဝင်းကြပါစေရှင်ပြီးတော့ကြတော့နိုရဲ့ဗီဒီယိုလေးကိုလည်းနောက်ထပ်အားပေးစောင့်မျှော်ကြည့်ရှုကြပါအောင်ရှင် like and subscribe လေးလုပ်ပေးပါအောင်ရှင် love you